ပဲ့ကြီးကို ADN နဲ့လည်းကျန်းနေတယ်ဒါပေမဲ့ကိုယ့်ရဲ့စကုတ်ကဘလို့ချင်းချင်းမငြိမ်ဘူးဖြစ်နေလားဒါဆိုရင်ဒီဗီဒီယိုသာအဆုံးထိကြည့်သွားလိုက်တော့အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ကြည်သူကြီးပါဒီနေ့မှာတော့တငယ်ချင်းတို့ကိုကျွန်တော် ADS စကုတ်ချိန်လေးကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ဒီတော့ချိန်လေးမဆွဲပဲစလိုက်ရအောင်ဗျဒီတော့ကျွန်တော်တို့ setting နဲ့ဝင်လိုက်မယ် sensitivity ကိုရွေးလိုက်မယ်ဗျပြီးရင်ဒီဘက်က joy တို့ဗျညာဘက်က joy တို့ဘယ်ဘက်က ADS ကျွန်တော်တို့က ADS ဖြစ်မှာဖြစ်တဲ့အတွက်ဘယ်ဘက်ကဟာလေးကိုရွေးလိုက်မယ်ဒီအပေါ်ပိုင်းကကျတော့ဘာလဲဆိုတော့ကျွန်တော်တို့ပြစ်တဲ့အချိန်မှာအလုံးမလုပ်ဘူးဗျစကုတ်ဖွင့်ပြီးတော့ချိန်တဲ့နေရာပေါ့နော်စကုတ်ဖွင့်ပြီးတော့ရွှေ့တဲ့နေရာဒီနေရာမှာအလုပ်လုပ်ထားပါတော့ကျွန်တော်ပြမယ်ခဏလေးပါအခုလိုမျိုးပေါ့စကုတ်ဖွင့်ပြီးတော့ဗျမပြစ်သေးဘူးပေါ့အဲ့လိုမျိုးရွှေ့တဲ့နေရာမှာဟိုရွှေ့ဒီရွှေ့မယ်ရန်သူရှာမယ်ပေါ့အဲ့လိုမျိုးလုပ်တဲ့အချိန်မှာပဲအဲ့ဒီဟာအလုပ်လုပ်ထားပါsetting နဲ့ကျွန်တော်တို့ပြန်ဝင်လိုက်မယ်ဒီအပေါ်ပိုင်းတော့ပြီးသွားပြီပေါ့ဒီအောက်ပိုင်းကျတော့ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့အောက်ကအပေါ်ပိုင်းကျတော့ချိန်တဲ့နေရာမှာအလုပ်လုပ်တယ်ဒီအောက်ပိုင်းကျတော့ကျွန်တော်တို့ပြစ်တဲ့အချိန်မှာကြီးထွက်ပြီးတော့ပြစ်တဲ့အချိန်မှာအလုပ်လုပ်တယ်ပေါ့နော်ဒီမှာကျွန်တော်ပြမယ်ဗျအခုလိုမျိုးပေါ့နော်ကြီးထွက်ပြီးတော့ပြစ်တဲ့အချိန်မှာခုနကအောက်ကဥစ္စာအလုပ်လုပ်တာပါအပေါ်ပိုင်းကျတော့ချိန်တဲ့အချိန်မှာအလုပ်လုပ်တယ်အောက်ပိုင်းကျတော့ခုလိုပြစ်တဲ့အချိန်မှာအလုပ်လုပ်တယ်ပေါ့ဗျာဒါကတော့ကျွန်တော်ဒါ setting ရဲ့အလုပ်လုပ်ပုံကျွန်တော်ပြပြပေးသွားတာပေါ့နော်ဒီတော့ကျွန်တော်စကုတ်ကိုဘယ်လိုငြိမ်အောင်ချိန်ရမလဲဆိုတော့ပြပြပေးမယ်ဒီ area ကျတော့ကျွန်တော်တို့ gyro လိုမျိုးအများကြီးသွားတင်လို့မရဘူးဗျာ30လောက်ပဲထားအခုကျွန်တော်တင်ပြမယ်ဗျာတင်ပြမယ်တင်လိုက်တဲ့အချိန်ကျရင်ကျွန်တော်တို့စကုတ်ကငြိမ်တာမဟုတ်တော့ဘူးဗျာတားကြီးခါရမ်းသွားတာဘယ်လိုဖြစ်သွားလဲများသွားတာပေါ့ဒီမှာကြည့်ကျွန်တော်ပြပြတွေ့လားအောက်ကိုအကုန်လုံးစိုက်ကြကိုဆွဲချတဲ့အချိန်မှာအကုန်လုံးအောက်ကိုစိုက်ကြသွားတယ်ဗျာအဲ့တော့ကိုလက်နဲ့ကွက်တီကြအောင်နည်းနည်းလေးပဲထားရတယ်ဗျာအပေါ်နည်းနည်းလေးပြန်တင်မယ်ကျွန်တော်တို့ကျွန်တော်ဥစားတော့ပုံမှန်တော့30ပဲထားရဗျာ30ဆိုရင်ငြိမ်တယ်ဗျာ30နဲ့ကျွန်တော်ပြမယ်30ဆိုရင်ဒါကျွန်တော်ရဲ့ပုံမှန် setting ပေါ့နော်အဲဒီတော့ကျွန်တော်ပြမယ်ဗျာမကြည့်လုံးဝငြိမ်နေတယ်ပေါ့နော်ဒါကိုလက်နဲ့ကွက်တီကြအောင်ချိန်မှာကျွန်တော်ထားတဲ့လိုက်ထားလို့တော့မရဘူးဘာဖြစ်လို့လဲဆိုတော့ဖုန်းတစ်လုံးနဲ့တစ်လုံးကမတူတဲ့အတွက်setting တွေကလည်းမတူဘူးပေါ့နော်တကယ်ချင်းတို့ရဲ့လက်နဲ့ကွက်တီကြအောင်ထားပါတော့ပြီးရင်ကျွန်တော်တို့ short လိုက်တဲ့အချိန်ကျရင်ဘယ်လိုဖြစ်သွားမလဲဆိုတော့တစ်ချက်ကြည့်မယ်ဗျာshort လိုက်တဲ့အချိန်ကျတော့ကျွန်တော်တို့ဆွဲချလို့လည်းမရတော့ဗျာတားဟိုတာနှီးသွားတာပေါ့လေးသွားတာပေါ့အပေါ်ထောင်တက်သွားတယ်အဲကြောင့်မလို့ကိုလက်နဲ့ကွက်တီကြအောင်setting ကိုဒီချာလေးပေါ့နော်အချိန်ပေးပြီးတော့ချိန်စေချင်ပါတယ်ကဲစကုတ်ချိန်လေးတွေကတော့ဒီလောက်ပါပဲတငယ်ချင်းတို့အနေနဲ့လည်းနားလေလိမ့်မယ်လို့ထင်ပါတယ်ဗီဒီယိုလေးကိုဆုံးထိကြည့်ပေးတဲ့အတွက်တငယ်ချင်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်ဗီဒီယိုတွေအတွက်လည်း follow လေးလုပ်ခဲ့လို့ရပါတယ်ဗျ